မင်္ဂလာပါ ဟုတ်ကဲ့ ဟုတ်ဆုံးပရိသတ်တွေ message ကားလေးပြောပြပါအောင် ဟုတ်ကဲ့ပါကျွန်တော်မမတန်းဖြစ်ပါတယ် ဟုတ်ခူခူပါနေနေစင်လင်းလို့ခေါ်ပါတယ်ရှင့် ဟုတ်ကဲ့ပါပရိသတ်တွေရင်းနှီးပြီးသားပါ ရှင်းနေပြီသားပါနော် ကဲအဲ့တော့ညစလုံးအရင်ဆုံးမေးချင်တာတော့ FOE season 2မှာပါဝင်ဖြစ်ခဲ့ပုံပေါ့နော်အဲ့ဒါလေးပြန်ပြီးတော့မိတ်ဆက်ပေးပါအောင်ကြည့်နေတဲ့ပရိသတ်တွေကလည်းသိပြီးသားပါဒါပေမဲ့အရင်ဆုံးဒါလေးနဲ့စကြင်ပါတယ်ရှင် အခုဒီ season 2မှာပေါင်းခဲ့ပဲပုံကတော့ကျွန်တော် season 1နဲ့ကဒီ program ကပေါက်တယ်ပေါ့နော်ပြီးတော့ reality show ဖြစ်တယ်နောက်တစ်ခုကကျတော့ strength တွေက fitness တွေကိုလည်း test လုပ်တဲ့season ဆိုတော့လေပါပြီးတော့စိတ်ဝင်စားတယ်လူများစိတ်ဝင်စားကြတော့ okay ကျွန်တော်တို့ invite လုပ်တဲ့ခါကျတော့ဒါကတော့လက်မလွတ်တဲ့အခွင့်အရေးပေါ့နော်ဆိုတော့အားလေးဒီပေါင်းခဲ့ပုံကတော့ဒါပါပဲဟုတ်ကဲ့ပါ ဟုတ်ကဲ့ပါ အခု invite လုပ်ချင်းမှာလက်ခံခဲ့အလား စဉ်းစားသေးလား ဟုတ်တယ်စိုးရိမ်နေတာရှိလား အဲ့ဒီမှာ invite လုပ်ပြီးတော့အချိန်တော်တော်လေးယူပြစ်ခဲ့တယ်ထင်တယ်အဆင်ပြေပါမလားပေါ့နော်ဒီအဲ့ဒီအချိန်မှာကိုကလည်းရင်တော့ဘောလုံးပဲကန်ခဲ့ဘူးလားဆိုတော့ဒီ fitness နဲ့ပတ်သက်ပြီးတော့အခုကိုအရင်အဲ့လိုမျိုးအားဆိုင်ထုတ်ပြီးတော့မကစားဘူးလေတော့ဖြစ်ပါမလားဆိုတော့အချိန်မျိုးတော့ရှိခဲ့တယ်ဘာလို့ဆိုတော့ season 1မှာတော့တကယ်ကြည့်လိုက်ရင်ဗလာတွေနဲ့တကယ်ထူအောင်လို့ပါလို့ဆိုတော့အဲ့ဒါအကြီးလို့တော့မမောင်းကြီးတိုင်လို့ပါလို့ဆိုတော့အဲ့လိုမျိုးဆိုတော့လေဆိုတော့နောက်ပြီးတော့မှပြန်စဉ်းစားပြီးတော့ပြန်ဖြည်းဖြည်းပြတာပေါ့ ခုလှည့်တော့ကြတော့ခု invite လာလုပ်တော့3ကောက်လောက်ပြန်စဉ်းစားခဲ့ရတယ်တော့မလုပ်ဘူးလုံးမယ်မလုပ်ဘူးနောက်ဆုံးကြတော့မှဂျင်ကကိုရဲ့ trainer နဲ့တိုင်ပင်ပြီးတော့ဆရာဒီလိုလေးတော့ရှိရဲကိုရဲ့ fitness level နဲ့ဖြစ်နိုင်တာဆိုဒါ try ကြည့်ရမှာတဲ့ကိုရဲ့ဆိုပြီးတော့ဆရာ push လုပ်တာနဲ့လက်ခံပြသွားပါကိုကဟုတ် ဟုတ်ကဲ့ပါ ဟုတ်တယ်အဲ့တော့လေဟိုဘောနော်နှစ်ယောက်လုံးအခုဒီ MRT4 မှာပြသနေတဲ့ရှင်ပြိုင်မှုတွေမှာဆိုရင် challenge တွေမှာဆိုရင်လည်းပေါ့နော်ဘယ်လိုမျိုးchallenge ဒီအတွက်ကိုပေါ့နော်အကောင်းဆုံးစူးစမ်းခဲ့လေပေါ့အဲ့ဒါလေးလည်းသိကျင်တယ်ကိုအတွက်ပထမဦးဆုံးအနေနဲ့ဟိုအခက်တွေ့စေတဲ့ challenge ဆိုရင်ဘာဖြစ်မလဲပေါ့အဲ့ဒါလေးသိချင်တယ် success ကိုတော့ကတော့ success ဘာလို့လဲဆိုကိုဒီ fitness ဒီဟိုဟာလောကတွေကမဟုတ်တဲ့ခါကျတော့ကိုတော့ lifting လုပ်တဲ့ဟာတွေကကိုတော့လုံးဝအစိမ့်သက်သက် ပထမဆုံး ပထမအဆုံးမှာဒါ4 round ရသွားတယ်အဲ့ဒီပွဲနေ့မှရသွားတာတောက်လျှောက်ပွဲမတိုင်ခင် train ရတော့ကဆိုဂျင်မာ train တော့တစ်ချိန်တောင် complete ဖြစ်အောင်ကိုမလုပ်နိုင်သေးဘူးပွဲတဲ့ရောက်သွားတော့မှစိတ်ပွဲရဲ့အရှိန်ကြောင်းထင်တယ်စိတ်ကဆောင်သွားတော့4 round ဆိုဟာဒါတတ်မှာတစ်ခါပဲ အဲ့ချိန်ကမတော်လည်း motivation တော့ပြန်ဖြစ်သွားမှသိကြတယ်နော် full round ဆိုတာ mainly တော့တော်တော်ကြီးကိုကောင်းတဲ့ result ပေါ့ဟုတ်ကဲ့ဆိုတော့အဲ့ဒီကောင်က FOE ရဲ့အဲ့ swat က game 1ကဒီ FOE ရဲ့ signature game ဟုတ်ကဲ့ ဆိုတော့အဲ့ဒီမှာသူ့ရဲ့ test fitness level test လုပ်တာအဲ့တော့တုံ endurance တွေ physical strength တွေလောက်နဲ့အဲ့ဒီဟာကိုလွယ်လွယ်နဲ့မကြော်ဖြတ်နိုင်ဘူးအဲ့တော့ဟိုဒီဟာ test လုပ်ပြီးတော့ဒီကောင်ကြက်ခံပြီးဘယ်လောက်ရှိလဲဆိုလို့ရှိရင်အခြား game တွေမှာသူ့ရဲ့ level ကိုမှန်းလို့ရတယ် ဟုတ်ကဲ့ စိတ်ရောကိုယ်ရောကြန့်ခိုင်နေမှရမှာပေါ့နော် တော့နိုင်ခွက်အတွင်းကိုတော့ non stop လောက်อ่ะ ဟုတ်ကဲ့ အဲ့မှာမှဟိုအခုကကြတော့ဟို round ပြိုင်တာမဟုတ်အဲ့ပေါ့ round တွေပြိုင်ကြရပါဘူးကိုတူးတယ်တူးတယ်မဟုတ်ဘူးအတင်းဟိုပါပေါ့အကုန်လုံးကိုဟို school ကကိုကအောက်ဆုံးရောက်နေမလားအလဲသွားမလားအဲ့ဒီပုံမူတည်ပြီးတော့ round တွေကအမှတ်ပေးတာတော့ round ကို9မှတ်တယ် ဟုတ်တယ် နော် round 9မှတ်တယ်အဲ့လိုမျိုးကျွန်တော်နောက် team game တွေပါတယ်ညာလေဆိုတော့အဲ့ဒီမှာ individual game ကစတာဆိုတော့အဲ့ဒီမှာဆိုရင်လုံးဝအဲ့လိုအကျွတ်ကြီးတွေပဲ ချစ်ကြည့်ကိုမောင်တက်လို့ငါတော့ 6 round 6 round ဘလွယ်ဘူး ပြိုင်နေတဲ့အချိန်တော့သူများတို့လိုက်ကြည့်ပြမှာမဟုတ်ဘူး ဂျားထဲမှာနား ကိုယ့်ဘာသာကိုယ်တော်မင်း round ပြည့်အောင်လုပ်နေရ ဟုတ်တယ်ဟုတ်တယ်ကျွန်တော်ဆိုရင်မူးတွေပါမူးပါ အခန်းထဲရောက်လာတော့အဲ့လိုကြီးပက်လက်ကြီးအဲ့လိုကြီးတဲလာဟဲ့ဘာဖြစ်သွားကြီးလဲမသိဘူးလို့ကိုမောင်တက်ဖြစ်သွားတယ် အားကစားတော့ဗာပဲပြောဘလုံးကန်နေတဲ့သူဖြစ်တဲ့အတွက်အားကစားလေးလုပ်တဲ့သူ ကျွန်တော်နည်းနည်းမှားသွားတာအဲ့မှာအဲ့မနိုင်ခင်မှာတော့စကားရတယ်ဗာအတီးတီးတားနေကြနေပြီးတော့ကျွန်တော်ဂျင်းတွေပါတွေဆော့လို့ရှိရင်မတိုင်ခင်နိုင်ဘလောက်ကျူတော့တယ်ပရီယိုကောက်ရှိတယ်အဲ့ဒါလေးနည်းနည်းတော့ online တယ်နည်း online ဟာရိတ်ကအရင်တက်သွားတော့ ရှုံးလို့မျိုးဖြစ်တာ season 1 season 1တော့ရှုံးလို့ ဟုတ်တယ် အဲ့ဟာကိုပြထားပြီးတော့ဥပမာကိုလည်းပြထားပြီးသားဒါလို့ရင်ဒါဖြစ်မယ်ဆိုတိတိနဲ့လောက်တာဆိုခံဆိုပြီးဖြစ် မဖြစ်တော့ပါဘူးလို့အဲ့လိုအတွေးနဲ့လုပ်လိုက်တာ အဲ့ဒီချိန်မှာသူများတွေကပြောတယ်ဒါပေမဲ့အုံနောက်က
အဲ့လောက်သူတို့ဂိမ်းမဆိုင်နိုင်တော့ကိုဘယ်လိုလုပ်မလဲဆိုတဲ့ဟာပဲတဲ့ဆိုတော့အဲ့ဒီမှာတော်သေး heart rate ကအဲ့တော့ဆိုရင်သူတို့ပြောတာအရန်ဟိုတည်စီနိုင်လောက်ထိ heart rate ကြီးကိုတက်သွားတယ်ဆိုတော့အခုကိုမင်းသွေးတို့ဘာလို့ဆိုဘောလုံးကန်ပြီးတက်သွားတယ်အဲ့ပုံမှန်တော်အားကစားလုပ်တာလူမလို့ဒီ rate ကိုခံနေတယ်လို့သူတို့ပြောအဲ့ဒါလေးတော့ရှိတာပေါ့ မေကကြည့် မတိုင်ခင်မှာ ဆောင်းလေး အမောခဏနေတာ ဘူးတော့မှာပါ ကိုကြီးရမောခဏ စတာမီနာအရင်ကောင်းတယ်ဘောရကြ ကိုရီးယား20ရောက်20စာလောက်ရှိတယ်လို့သူပြောတာဘူးနော် မကြည့်ဟဲ့အကိုကြီးတို့တော့မောခနိုင်တယ်လို့ခဏရရှိတာပေါ့နော်ကိုတော့ဘောလုံးကန်ထားတော့လေနော် ဟုတ်တယ်အဲ့ဒါလေအလေးချင်းတစ်ခုပေါ့ ဘာပြောသူဆိုအရန်တက်လုံကောင်းမှရနော်ပြေးနေရဆိုတော့နော်အထဲထဲမှာ stamina gain နေပေါ့ ဟုတ်ကဲ့ ဘောလုံးကန်တာနဲ့ဒီလိုမျိုးဟာနေကြဘယ်ဟာပို့ပြီးတော့အခုအတွက်ကခက်ခဲတယ်လို့ထင် ဒီကောင်တော့ first time ဆိုတော့ဒီကောင်နဲ့ပိုခက်ခဲတာပါဘာလို့ဆိုတော့ကိုဘလုံးကန်တာငယ်လေးတွေကကန်ခဲ့တယ်လေပြီးတော့ကို professional လုပ်နေတဲ့အလုပ်တစ်ခုဖြစ်တဲ့အတွက်ဒါကတော့ used to ဖြစ်နေအောင်ဒီကောင်ကကြတော့အများကြီးပဲ challenge တွေအများကြီးပဲ mentality ရောလုံး physically အကုန်လုံး တော့ပါတော့ဟာ ဟုတ်တယ်ဘောလုံး gain နေ ဟိုခဏကိုကြမ်းခိုင်နေုံနဲ့လည်းမပြီးဘူးဖြတ်ချိုးညံရှိမှတချို့ဟာလေးဆိုရင်အဲ့လိုမျိုးပြင်ပြန်ပြီးတာပေါ့နော်ဆိုတော့အကုန်ကောင်းစားချေဆုံးမတုံးလိုက်ရဟာတခုမှမရှိဘူး အပြည့်အဝကိုအာယုံစိုက်ထား အဲ့ဒါစင်းပြန်ရင်တော့နိုင်တယ်ဒီခေါ်ပါအောင်လို့စီစဉ်တယ်ကြာ လေးလေးကျင်းစော့နေတာလေးလေး ဟုတ်တယ်ချင်းစောတယ်ချင်းစောတယ်အဲ့ပါချင်းမလမ်းလျှောက်တယ်ဓာတ်ပုံရိုက်တယ် ဟုတ်ပါပြီပေါ့ပြီးတော့အဲ့တိုင်ဝမ်ဝင်ကျင်ညာတဲ့အချိန်မှာအမကိုကိုတွေ့တော့အဲ့အောင်ဟောတာဟာအလှလေးကဘလို့ဖြစ်ဝေးပြိုင်တာလဲပေါ့နော်ဆိုတော့စိတ်ထဲမှာဟိုဘာပဲပြောဒါကတော့ခုနောက်ပိုင်းဟိုအားကစားလဲလူတိုင်းကလုံလာကြရဲပေါ့ဒါပေမဲ့သူ့ကြာစိတ်ထဲမှာလေသူလုံနိုင်ပါမလားဆိုတဲ့အတွေးပေါ့နော်အမပရိသတ်တယောက်အနေနဲ့တွေးမိတာပေါ့ကိုကိုရိုင်းရောကိုဟိုပြိုင်မယ်လို့ဆုံးဖြတ်တဲ့အချိန်မှာလည်းတွေ့ရမှုရှိခဲ့တယ်တကယ်တွေ့တဲ့အခါမှာလည်းအရန်ကို strong ဖြစ်တဲ့သူတွေတွေ့တဲ့အခါမှာဘလို့စိတ်တွေနဲ့ဒီပြိုင်ပွဲတစ်ခြားကိုဖျက်တမ်းလာလဲ ဘလို့စိတ်တွေနဲ့လဲဆိုပြောမယ်ဆို give up လုပ်မိတဲ့အချိန်ကအများကြီးပဲတော်တော်အဲ့ success မတိုင်ခင်နဲ့လူက give up လုပ်ပြီးနေအဲ့ဒါပြီးတော့အော်ဒါကြီးတောင်ပြီးသွားသေးတာပဲဆိုပြီးတော့မှအဲ့လိုစိတ်ကိုတင်းပြီးတော့ပဲတောက်လျှောက်ပြိုင်တာပေါ့နော်ပြောရမယ်ဆိုကိုမောင်တောင်မင်းကြီးလဲခုက week အဖြစ်ဆုံးပြိုင်ပွဲဝင်တစ်ယောက်ပေါ့နော်ခုပြောရမယ်ဆိုဘယ်လိုပြောရမလဲ weight တွေပါလဲမမနိုင်ဘူးပြီးတော့ stamina ဘာညာကြောက်လဲအရင်ကောင်းနေတယ်မှာမပါတော့ကို injury ဖြစ်အဓိက injury ဖြစ်မှာကြောက်တာဂူးပြိုင်ပြီးထွက်လာရင်အကုန်လုံးကဂူးရလားသူကတခြားလူတွေသူတို့တက်ဂူးကိုပဲစိုးရိမ်နေကြ week အဖြစ်ဆုံးဆိုတော့တခုပြီးသွားတိုင်းမှာငါဒါ၄တောင်လုံးနိုင်ပါလားဆိုရဲစိတ်နဲ့ပဲ give up လုံးမိရင်နဲ့ပဲတရွရွနဲ့ရောက်ပါဘောနော်ဟုတ်ကဲ့ကိုမောင်သားကတော့ fashion တွေအရန်တွေ့ရလို့နော်ကြားရနော် ရမ်းမကြောက်တာလင်းကြားရနော်သူစင်နော် နော်ဟုတ်တယ် နိမ့်နေလေးတစ်ခုဆိုလား နေပဲကောင်းတယ် ဒီဘူးလို့တဲ့ကိုကြီးလုံးနေကြ post တစ်ခုရှိသလားလို့ ဟုတ်လား အေးမမီရကိုရဲ့လင်းသတိထားမိတာပါလင်းရောတစ်စရောသတိထားမိတယ် ပြောပါအောင်အဲ့ post တွေလည်းပြထိုင်ရကလေးလည်းကြည့်ပါဦး လက်ရလက် ကိုကြီးလုံးကြည့်ပါဦးသမီးကြည့် လိုက်လို့မလား လိုက်လုံမလားလင်းအောင်လိုက်လုံမလား ဒါလူမျိုးလေး လို့လားအပါကြီးလေ ဘာကြီးလဲအဲ့ဒီနှစ်ခုက combination ရှိတယ်တော့အဲ့ဒီနှစ်ခု combination ပြောလို့မကောင်းဘူး ဘာလို့တာလဲ ဟုတ်တယ် okay လားလို့ပြော အဲ့လိုပဲမှတ်လိုက် ကို train မှာ train မှာ okay တားစီဆို good ဆိုရဲ good လို့ပြောတာ လေလေ ပါလဲ good လို့ပြော ကိုလေ okay လို့ပြောတာ good လို့ပြောတာ post ကဘယ်အချိန်နေလောက်တာလဲ အဲ့ post ကဘယ်လိုချိန်နေမှာလောက်တာလဲ FOE စာမှာသူ signature တစ်ခုဟိုဖြစ်တယ်ဆိုတော့ signature post signature post ရေးရမယ်ဆိုတဲ့ခါကျတော့အမခံတဲ့အချိန်မှာလောက်တာ okay ပေါ့တကယ်ချင်းနေ more than okay ပေါ့နော်ဟုတ်တယ်လို့ ဟို လေ ပါပေါ့ပြင်သစ်ကစစ်ဘုံဆိုပြီးတော့လေအဲ့လိုပုံစံမျိုးလုပ်တယ် ဝီစီပုတ်တာလား အရသာရှင်အစားအသောက်တစ်ခုခုအဲ့လိုကိုယ်စိတ်ကျင်တဲ့ satisfy ဖြစ်တဲ့အခါမျိုးမှာလုပ်သူပေါ့အဲ့လိုမျိုး ဒီထဲမှာ ကောင်မလေး အဲ့ လို မဲ့အကိုရဲ့အတိတ်ပဲကတော့ဘယ်လိုလဲတော့မသိဘူးပေါ့ ကိုကြီးစိတ်ထဲမှာဘာဖြစ်နေလဲဆိုတော့လည်းတော့ကိုရမသိဘူးစမရောယူရောကိုတွေးပြတာ ဒီမှာကြိုက်နေတဲ့တာလေးထည့်တာပဲ ကိုရရဲ့ အဲ့လိုပဲပြောတယ်
ကိုထိပ်ပဲနဲ့ကို ကို ပေါ့ ဒီပဲလေကိုရဲ့စိတ်ကလေးချလေးဖြစ်သွားတာပေါ့နော်โอเคလားဆိုဟဲ့ကျွန်မ break time ချမှာတေချာမေးမယ် ကိစ္စလည်းကိုကြီးပြန်ပြအောင်ကိုကြီးပြန်โอเคလားလို့မေးစီမေးအလုပ်ပြစီသမီးကိုသမီးကိုအလုပ်ပြစီ โอเคလားโอเค โอเคဆိုတော့ ဟိုနေ့က chemistry ရမ်းမိနေနော်တော်တော်မိနေ ဒီဘူးလို့လားဒီဘူးလို့ချုပ် အဲ့ဒါ fashion ပြေ fashion ကတော့နော်ဒီတင်းမီအေးပဲ အကြည့်ရင်းဆောင်လို့ရှိရင်ရင်ခုံအောင်ပါဆိုတော့ ယောက်ျားချင်းလို့တိတ်ပြောတာပဲကိုကြီးကလည်း အင်ဂျီပန်းအောင်ဆိုရင်ဖနက်ကလည်းပန်းအောင်အဲ့လိုမျက်မှန်ပါတော့လုံးဝ one set ခေါင်းစားချေဆုံး preparation ဘယ်လောက်ကောင်းလဲဆိုတာနော် ဟိုကနိုင်ငံခြားနေလက်မှာတာဖြစ်စီ ကိုရဲ့ဗမာနေတာခုနပြောပါတယ်ဗမာဘောလုံးကန်တာ အင်္ဂလာမှာ အင်္ဂလန်မှာကန်တာ အင်္ဂလန်မှာကန်တာ ငါတို့မရောက်ဘူးတော့ဗီ အင် ဇာ ္ဂလန်စိတ်အင်္ဂလန်စိတ် ကိုအင်္ဂလန် အဲ့တော့ကိုကတောက်ချောက်ပေါက်တာ ကိုမလေးတော့ဟဲ့ဂုရှိရိုက်တာနဲ့ဒီဟာဆောက်တာနဲ့ဘာကွာလဲ ကူ ဘယ် က ပုံပင်မန်းလဲ ကူက program တွေတောက်လျှောက်ရိုက်တာများတယ် မဲမဲပုံပင်မစိတ်အားပွင့်ပူအားစားရလဲလို့ ကူကစဒီနုပညာကိုစဝင်တာကြတော့ဒီ commercial ရဲ့ program တွေရဲ့နဲ့စဝင်တာဆိုဒီ program တွေနဲ့ကူနဲ့ပို့ပြီးအကျွမ်းတဝင်ရှိတယ်ဇက်ကားကအခုမှစဝင်တာဆိုနည်းနည်းကိုလုတ်ကနလေးတော့ ဟုတ်တယ်ဒိတ် ဆောပါလိုက်ခေါင်းလဲအဲ့ဒါမမကြီးတယ်လည်းအများကြီးပဲမိတ်ဆက်တွေလည်းအများကြီးပဲမမအဲ့မင်းသားနဲ့အရင်ရိုက်ထားတာမမကိုခေါ်တယ်မမအရင် ကြီးတော့ပဲမမအကြီးပေါ့ ဒါလေးကြောင့်ဒီမှာလည်းဂျူနီယာဖြစ်တယ် ဂျူနီယာဂျူနီ ဒီ ယာ တော့အင်္ဂလိပ်လိုက်ရအောင် အမေပဲလိုက်ပါ သူဘောလုံးကန်လိုက်အားပေးပဲလေပေးရတယ် ကမ်လာမင်းလိုက် အခုဘောလုံးကန်ကျမကိုဖတ်ပေးမယ်အိမ်မှာဒါစီကနောက်တန်းစော့ ဟိုဟာ fitness ကနေပြီးတော့ဘောလုံးရောက်သွားတယ်ဘောလုံးလိုက်သွားတော့မှတားမရတော့ အင်္ဂလိပ်မှာကန်တာလားကိုကြီးက တယ်အရင်တော့ အင်္ဂလိပ်မှာကန်တာလေခုမှသူပြောလို့ပါဘာအခုကဘာကန်တာလဲဆိုတော့အင်္ဂလိပ်မှာကန်တာတဲ့ လိုက်သွားလို့ရ ဒီတော့မရောက်ဘူးလို့လိုက်ချင်တယ်လို့ အဲ့တော့ဒီ FOE ပြိုင်ပွဲမှာရှင်ပြိုင်မှုတက်ရှောက်မှာပေါ့နော်ကိုရဲ့ဒီကိုနဲ့ duration ပြိုင်ရတဲ့ပြိုင်မုံဝင်နေတဲ့ကကိုနဲ့ကြောက်ရတဲ့သူဆိုရင်ဘယ်သူဖြစ်မလဲ ကိုကူနေတယ်ပေါ့တယောက် ကိုအတွက်အန္တရာယ်များတဲ့သူပေါ့ အကုန်လုံးပေါ့ အကုန်လုံး ကူရဲ့အား ပွင့်လေးအားကြီးတာ ဟုတ်တယ် ကိုမောင်သားမပါပေါ့ ပါတာပေါ့ပါတာပေါ့သူတို့ဆိုဟိုဘယ်လိုပြောရမလဲစိတ်ကူးတဲ့တောင်မထည့်ထားတော့မဖြစ်နိုင်ဘူးဆိုတဲ့ level ကိုဖြစ်သွား level လုံးဝမတူ မတူတော့ဘူးအကွာကြီးဖြစ်သွားပြီ အကိုကဘယ်သူ့ကိုအဲ့ဒီတိုင်နေတယ်မှာအကိုကကြောက်တယ်ဆိုတာတည်းဟဲ့ငါသူ့လောက်တာတော့ငါဘာဖြစ်ပါမလားဆိုအဲ့လိုမျိုးစိတ်ရှိတယ်သူရှိလား ငါတို့ကအန္တရာယ်များတယ် အနေနဲ့များတယ်ဗောဒီကောင်ရန် danger ပေါ့ danger ပေါ့ danger အဲ့လိုမျိုးစိတ်လုံးဝမရှိခဲ့ဘူးဘာလို့မရှိခဲ့လဲဆိုတော့ဒီကောင်ကသူက stamina endurance mentality psycho တွေလည်းပါတယ်အများကြီးပဲပေါ့နော်အဲ့လိုအကုန်လုံးဖွဲ့စည်းထားတဲ့ game တွေရတယ်ဆိုတော့အဲ့ဒီမှာမှကိုကအကောင်းဆုံးလုပ်တယ်ပြီးတော့ကျွန်တော်ဆိုရင် training တွက်ဆိုရင်web plan ရှိတယ် meal plan ရှိတယ်အများကြီးပဲကျွန်တော်တို့အဲ့ဒီနော် recovery time အများကြီးပဲကျွန်တော်ကတော့ပေါင်းစုံနေပြီးတော့ကျွန်တော်အရင်က professional ဘလုံးကန်ခဲ့တဲ့ခါကျတော့ဘယ်လို train ရမယ်ဘယ်လိုနားယူအောင်ဘယ်လိုစားသောက်အောင်နေထိုင်တဲ့ပုံစံအကုန်သိတယ်အဲ့ဒီခါကျတော့အဓိကတစ်ခုပဲကိုအချိန်ပေးပြီးအားထုတ်ဖို့ပဲဆိုတော့ကျွန်တော်ဆိုရင်အဲ့မတိုင်ခင်မှာ2လလောက်ကိုကန့်ဝင်တယ်လို့ဝင်တယ်ပြီးတော့ training သွားတယ်မ ကို နေ့ မောင် training တန်တော်တော်အဲ့လိုအစားတောက်ကစားအဲ့လိုပြိုင်ပွဲမတိုင်ခင်ဆိုသူကြို train တဲ့ဟာကြီးကကြောက်စရာ အေးပေါ့ ဆိုတော့ဟိုအဲ့ခါကျတော့ကိုကယုံကြည်မှုကရှိတယ်အမေခါကျတော့ကန်ကလည်းရည်ကြည်တာဆိုတော့ game တွေကဟိုဘာ game တွေလာမှမသိဘူးအဲ့ဒီခါကျအကုန်လုံးတော့ကြွတည်ပြင်ဆင်တာဒါပေမဲ့ဟိုအရန်ကြောက်ရတဲ့လူတော့မရှိဘူးဒါပေမဲ့ဒီလူကတော့အရန် strong ဖြစ်တယ်ဒီလူကတော့ danger ဒီလူကတော့ဟိုလားလာရှိတယ်ဆိုအဲ့လိုမျိုးလူတွေဆိုရှိတယ်ဒါပေမဲ့အကုန်လုံးက fitness level ကလာတယ်ဖြစ်ကျွန်တော်တို့က invitation က8ရောက်လေခိုးဘက်က audition က10ရောက်ဆိုတော့ audition ကတက်လာတဲ့လူတွေကကြတော့ဟို audition ကတက်လာတဲ့လူတွေကကြတော့အရင် strong ဖြစ်ကြတယ်သူကကိုယ်ထက်ကိုပို strong ဖြစ်တယ်အဲ့ခါကျတော့အကုန်လုံးကဟို equality ပဲကျွန်တော်တို့ကမှတ်ထားတယ် ဟုတ်ကဲ့လင်းခုနကပြောသလိုပေါ့အဓိကကဘယ်သူမှလည်းကြောက်စရာမလိုပဲနဲ့ကိုယ့်ဘာသာကိုကိုဘလို့အနေထားမှာရှိလဲကိုဘလို့ကိုကောင်းအောင်စူးစမ်းမလဲဆိုတဲ့အတွေးနဲ့ပဲကိုယ့်ဘာသာကိုပဲကြည့်ပြီးတော့ရှင်းပြိုင်လာခဲ့တာပေါ့နော်ပြီးတော့ခုနကကိုပြောရတဲ့မှာ me plan လို့ပါတော့အဲ့ဒါတွေးလို့
အစားတောက်လေအများကြီးစင်နေရမှာအဲ့ဒီ period မှာလေဆိုလို့ရှိရင်ဟုတ်တယ်စကောအစားတောက်အရင်ကြိုက်တော့လေတွေးမိတာ ကူတို့ ဆိုမရလား မရတော့ဘူး ဆက်ဆက်မတိုင်နဲ့ကူတို့ဝိတ်ချိန်ရတယ်လေအဲ့ချိန်မှာဘာလုပ်ရလဲဆိုရေပါဖြတ်ရတာ ဟမ် ကို body weight နဲ့လိုက်ပြီးတော့မှ weight များရင်များသလိုအလေးကအများကြီးမမှာဆို water weight ပါလျှော့ရတာခုဆိုရင်ထမင်းလဲဖြတ်ရတယ်ရေဆိုလဲလုံးဝမတောက်ရလုံးဝမတောက်ရ weight လဲချိန်ပြီးွားကြွတ်တက်ပြီးလဲွာ ဟိုရေတက်ဆုံး ရေတက်ကလိုတာ ဟုတ်တယ်မီးပလန်ကလည်းအဲ့လိုမျိုးစားချင်တယ်လို့စားလို့မရတော့ဘူးအသားရဲ့ protein ဒီဟိုပါပေါ့နော် strength တက်အောင်မို့ သူသတ်မှတ်ထားတဲ့စားစားတွေပေါ့နော် တတ်မှတ်ထားမျိုးတော့မဟုတ်သူတို့ကတော့ဘယ်လိုပြောရမလဲစားချင်လို့စားပေါ့နော်ဒါကိုယ့်အနေကိုပဲစိုက်နေဆိုကူကကြတော့အော်ဒီဟာလေးတစ်ခုလှုပ်ဖြစ်သွားအောင်လို့ဆိုပြီးတော့ပဲ plan ပြီးတော့ပဲလှုပ်ဖြစ်လိုက်တာတချို့လူတွေဆိုလည်းရှိပါတယ်ဟိုအရင် heavy မလုပ်ဘဲနဲ့ဟိုအားရှိအောင်ပဲစားတဲ့လူတွေလည်းရှိပါတယ်ဒါကိုမောင်တက်ကတော့ ကိုတနေ့ချက်ပဲကောင်စားလဲ ဆိုရင်အဲ့ကာလာဆိုရင်တနေ့လေဆိုကျုပ်အလုံး20လောက်ရှိတယ် ဟုတ်လားချက်သားစားလား ကျက်သားစားတယ်ကျက်သားဆိုရင်လေchicken breast ဆိုရင်3ခု4ခုလောက်ရှိတယ် တပည့်သူတရားပဲမစားဘူးယူလာပြီသူများရွာကျွေးတယ်သူရဲ့မမျက်လေးဆိုဘူးနဲ့တေချာအိမ်ကပဲထုတ်လာထုတ်ပြီးတော့သူလဲစားတယ်ကျန်တဲ့လူတွေကိုလည်းကျွေးတယ် ရှိတော့ အဲ့ကြတော့နည်းနည်းတော့တိခံရတယ်ဘာလို့ဆိုတော့ကျွန်တော်တို့အဲ့ဒီပထမဆုံး signature game ကသူနှစ်ခုရှိတယ်ကျွန်တော်တို့ဒီလိုမျိုးဟိုကနေထိုင်ထားလောက်ရတဲ့ဟာတစ်ခုရယ်အဲ့ဒီလို dead list ဆွဲရတဲ့ဟာတစ်ခုရယ် dead list ကတော့အကုန်လုံးကြောက်ကြတယ်တင်ဆိုတော့ကို weight က weight နေတယ်လို့ကိုက weight ကအဲ့ဒီ weight ကိုပေါ့မာတယ်သူကဟို body weight ရဲ့တစားခွဲနေအဲ့လိုပုံစံမျိုးဆိုတော့ weight ပေါင်ချိန်နေရင် weight မားတဲ့ weight ကပုံနေသွားတယ် ဆိုရင် ရှင် အခုပေါင်120ရှိရဆိုရင် 120ရှိရဆိုရင်မားတာဟိုကလောက်80 kg လောက်ဟုတ်တစားခွဲလောက် တစားခွဲ ဟုတ်တယ်အဲ့တော်ပြမအဲ့ကာလာမှာအဲ့ဒီရက်ဆိုရင်အကုန်လုံးရည်တွေဖြတ်ကြတယ်ကျွန်တော်ဆိုရင်လည်းအစားတောက်တွေဖြတ်ရည်တွေဖြတ်ပြီးတော့ဘာလို့ဆိုလူက2ရက်လောက်ကလေဟို bite တွေရဆို aggressive တွေဖြစ်လာတယ် စိတ်တွေပါလို့ဟုတ်တာ ဒေါသတွေထွက်လာတယ်အဲ့လိုမျိုး ဟုတ်တယ် ဟိုရေမတောင်းရင်ပူဆိုးတယ် ပိုဆိုးတယ်ပြီးကြတော့အဲ့ success လုပ်နေတော့ဆိုအဲ့လိုလူကကူးဆိုပုံမှန်ဆိုဘိုက်ဆိုင်စိတ်တူတတ်တယ်လေအဲ့တော့ဆိုစိတ်တွေတူပြီးတော့ဟိုကဝေါ်စစ်လုပ်တဲ့ချိန်မှာဘူးရုပ်ကပ်ဖို့လိုက်တာပြီးတဲ့ချိန်အဲ့နဲ့တကယ်ချင်းဟဲပြီးငါ့ကိုပြီးတော့နေမပေါက်နဲ့သူကမရတော့အရန်လဲ high ပြီးမောနေချိန်ကျဝေါ်စစ်ပြီးသွားတာနဲ့ဘုံဒီပါလေ shoulder press လုပ်တာလဲလေးတော့နေပြချဒုံနဲ့နည်းနည်းစိတ်တွေကတော့အဲ့ဆော့တဲ့အချိန်မှာပိုဆိုးတယ် aggressive ဖြစ်တာ အဲ့ဆိုရင်အဲ့လိုဒီပြိုင်ပွဲတောက်လျှောက်မှာကိုစီကံဖောက်ခဲ့တဲ့အချိန်တွေရောရှိလား စီကံဖောက်တာ တိတ်တိတ်လေးညာအိတ်ခံဒီမှာစားမိလိုက်တာတို့ ကိုပြန်စီ ကိုစီကံဖောက်တာ ဆိုကိုမောင်တဲ့ဆို pre workout အဲ့လိုတောင်းနေတာကအဲ့လိုမျိုးလေး ရှိလား ရှိအဲ့ဒီကျွန်တော်ဟိုဘော pre workout တော့ခုနပြောဆို pre workout တော့အဲ့ဒါလောက big mistake ပေါ့နော် ပေါ်ပြီးတော့ဘာလဲမေးအိတ်ခံဒီလေးပါပေါ့နော်အဲ့လိုအိတ်ရတယ်ပါပေါ့ငါဒါလေးတော့စားလိုက်မယ်ပေါ့နော်ဒါလေးတော့တောက်လိုက်တယ်ပေါ့နော်နည်းနည်းလေးပေါ့ a little လေးအလိုလိုက်တာ အဲ့ဒီချိန်မှာဟိုကျွန်တော်တို့ဆိုလဲစားရင်တော့ကိုပြန်ပို့လို့ပေါ့နော်ဆိုတဲ့တော့ညဘက်စားတာကတော့ဟိုတိတ်တော့မကောင်းဒါပေမဲ့လည်းအားကစားလုပ်နေချိန်တွင်းဆိုတော့ဟိုစာချီဘက်ကပိုအားကောင်းနေဆိုဒါပေမဲ့နောက်နေ့ကျရင်ပို့လို့စားကိုစားပြီးရင်ကိုကြိုက်တယ်ဟလားအဲ့ကိုမကြိုက်တဲ့ဟာလည်းလုံးရင်လုံးကိုကြိုက်တဲ့ဟာလုံးကိုမကြိုက်တဲ့ဟာလုံး တခုလိုလိုက်ရင်တခုတော့ပြန် တခုတော့ပြန်ပြီးရ စားတော့ပြန် တကယ်လည်းဟုတ်တာပဲ ကိုပြောရတယ်ခုနလေးတို့ပြောတာသွားညင်လောကမှာဒါတွေကဘယ်သူမှသူများလာလို့ပေးလို့မရလောကမှာကိုပဲရာကြောက်စရာအကောင်းဆိုကိုဖြစ်နေတာပေါ့နော်ကိုပဲကြောက်ရမှာပေါ့နော်အဲ့ကိုကဓာကြီးမထိန်မစင်မရဲစားမိရဲ့အီရွှမ်းခွေကွမ်းဖြစ်ပြီး ကိုပဲဟို ကိုပဲနောင်တရမှာဆိုတော့ ပွဲရလဲပြီးရင်တယောက်တည်းကိုအမတ်ကကိုမကောင်းလိုက်ရင်ကိုပဲအောက်ကြသွားမှာဆို ဆိုတော့အများကြီးကြော်ဖြတ်ခဲ့ရပဲအဲ့တော့ကြည်နေတဲ့အချိန်မှာလဲပရိသတ်တယောက်အနေနဲ့လဲဒါပြိုင်ပွဲဝင်တွေတယောက်ချင်းစီကအများကြီးစူးစမ်းထားရဲဆိုတာဒီအခုတယောက်ချင်းစီတဲ့စကားပြောကြည့်တဲ့အခါကျမှလဲလန့်လာကိုဆိုဘယ်လိုမှဖြစ်နိုင်ဘူးဆိုတဲ့အတွေ့အကြုံချက်ချင်းဝင်တယ်ဟောနော်မဖြစ်နိုင် တာတော့မဟုတ်ဘူးလားမဟုတ် ဒါပေမဲ့နှစ်ခါမစင်းစားဘူးဆိုရင်မပြဘူးဟုတ်တယ် ကျမပြိုင်ရှိတယ်ဒါပေမဲ့ကျမအဲ့မမနိုင်ဘူး မနိုင်တာ
ထင်းလို့ပါမှန်းနိုင်ပါဘူး စိတ်ပေါ့နော် ကိုကြီး training တော့တကယ်ပေါ့ စကား အင်္ဂလန်လိုက် training နဲ့ ဟို season 3ကျရင်ကိုကြီးကဘေးနားနေအားပေးရမှာ အားပေးရမှာ အားပေးရ အမှ မှာ န်ကအရင်တော့တစ်ခါလောက်ဆော့လိုက်အောင်ပဲ ချိန်ရသေးရဲ့လေ အေးနော် အခုမှဒါ season 2 ပြနေအောင်ဆိုတော့ပြီးတော့ဘာပြောဖြတ်တန်းနိုင်ခဲ့လုံနိုင်ခဲ့တဲ့အခါမှာ အဲ့ဒါတော့လေးစားပါ physically mentally ကိုယ့်အတွက်ဒီတိုင်ပွဲတစ်ခုကဘယ်လိုတွေ changes ဖြစ်သွားလဲ physically ကတော့ပူတိတာတာပေါ့ခုဆိုရင်လုံးဝအဲ့ပွဲတစ်လျှောက်လုံးမှာလုံးဝ fit ဖြစ်သွားတယ် ဖြစ်တော့ပို့ပြီးတော့ ထမင်းမစားရတဲ့အပြင်ကိုအဲ့လိုမျိုးတောက်လျှောက် training ကမိနေတော့ပုံမှန်လို့ဆိုကူတို့တစ်လလုံးမှာဂျင်လုံးဝမပြတ်တဲ့ရက်ဆိုတာမဖြစ်နိုင်ဘူးလေအလုပ်တွေနဲ့လည်းရှိတော့ဟိုဂျာရက်တွေလောက်ပဲသွားဆော့ဖြစ်တဲ့ခါရှိအဲ့ဒီတော့ကကြောက် FOE ပွဲအတွက်ကိုပဲအာယုံစိုက်ပြီးတော့2လလောက်ကြီးကလုံးဝဘယ်လိုပြောရမလဲပုံမှန်လို့ဂျင်မှာဆော့ရင်တော့ CrossFit ကတစ်ပတ်မှာ2ရက်လောက်ပဲဆော့တာဟိုမှာကျတော့တစ်ပတ်မှာ9ရက်လောက်2ရက်လောက်ကတော့နားတယ်9ရက်လောက်ကအဲ့လိုဆော့နေတော့လူကတော်တော်ကြီးလည်း fit ဖြစ်သွားတယ်နေရထိုင်ရလည်းပေါ့ပေါ့ပါပါဖြစ်သွားပြီးတော့ဘယ်လောက်ထိ changes ဖြစ်သွားလဲဆိုတော့အိတ်ချိန်တွေကအစအဲ့လိုမှန်ပြီးတော့မှာပေါ့နော်အိတ်ချိန်စားချိန်အကုန်လုံးတိုင်ပင်သွားပြီးညီတဲ့အချိန်မှာဟိုဒီလိုလေးကတစ်မျိုးလေးပါလားနေလို့ကောင်းပါလားဆိုတော့သိပါတယ်ဒါပေမဲ့အခုတော့အဲ့လိုပြန်မနေဖြစ်တော့အခုကတော့ ပြီးတော့စိတ်ကိုပြစ်ချလိုက် ပြစ်ချလိုက်အလေးတော့ထပ်မကြည့်တော့တော်ပြီဒီမျက်နှာကိုထပ်မကြည့်တော့ဆိုပြီးတော့အခုလေးလည်းမမတော့ အကိုကရော ကျွန်တော်ကတော့ဒီပွဲကြောင့်အရင် changes ဖြစ်သွားတယ်အများကြီးရှိတယ် ဟုတ် ပထမတစ်ခုဆိုရင်အိတ်ကြီးပေါ့နော်အိတ်ကာလာဆိုရင်ကျွန်တော်ဆိုရင်2000နဲ့ခွန်ဆိုတော့နိုင်ငံခြားမှာနေရဆိုတော့အခုဆိုရင်16နှစ်လောက်ရှိပါတယ် ဟုတ်ကဲ့ 12နိုင်နောက်ပိုင်းမှာအိတ်တာကျွန်တော်ဟုတ်ရင်တော့ အားလုံး ဆိုတော့နိုင်ငံခြားမှာအလုပ်လုပ်ရတယ်လေ ပါပြီ 2000လား ဟုတ်ခွန်လောက်ပြန် 2000ကိုဆိုကူကလေးလေးပဲတိတိလေးပဲရှိနေရ ပြတ်တော့ပါလား ဟုတ်ပါတယ်ကလေးလေးရ မေးမိပြန်ပြီပြတ်တော့ပါလား ဆိုတော့ဟိုအဲ့ဒီဂျင်းစပြီးအဲ့ဒီ FOE စပြန်တဲ့အချိန်မှာကိုကမနက်9နာရီ6နာရီလောက်ဆိုထ6နာရီလောက်ထပြီးလို့ရှိရင်ဂျင်းသွားနေ့လေကျရင်ရေခဲစိန်ဆောင်းနာဝင်ပြီးရင်ဒီတမောအိတ်ညနေဂျင်းပြန်သွား ဟုတ်ကဲ့ အဲ့လိုမျိုးဂျင်းမသွားရင်တော့ဘလုံးခင်းမှာတက်ပြီးဆိုတော့အဲ့ဒီရတန်က3-4လလောက်ဖြစ်သွား3လဖြစ်သွားတော့16နှစ်လောက်မှာလုံးဝလူရဲ့ lifestyle change သွားတယ်ပြီးတော့ကျွန်တော်ကအရင်တော့ကဘလုံးကန်တာပဲရှိတာဟောဘလုံးကန်တာဂျင်းကအဲ့လောက်မစော့ပြဆိုတော့အခုဒီကြားထဲမှာလည်းဂျင်းစော့လဲအဲ့လိုမျိုးဂျင်းနာအပ်ထားတစ်နှစ်စာသေးလားဟောဒီအတိုင်းပဲတစ်လောက်မှတစ်ခေါက်တစ်လား2ရက်ပေါ့အဲ့တော့မှဖြတ်သွားပြလာပြေးလို့ခဏဝင်လိုက်တယ်ဆိုတော့အဲ့လိုမျိုးဒီဟာပြီးတဲ့အချိန်မှာဂျင်းကိုအရင်ကြိုက်သွားဆိုတော့ဒါလို့အိမ်မှာသဘောပေါက်သွားတယ်ဆိုတော့ သူက opposite ဖြစ်နေလုံးဝကြိုက်ပါ ကိုစိတ်နာဟိုဘက်ကစိတ်နာရော စိတ်နာ ဘာကြိုက်ပြီးတော့ဘယ်လိုဖြစ်သွားလဲဆိုတော့ဟိုတပတ်ကိုအနည်းလေး5ရက်လောက်တကယ်လို့ဂျင်းတစ်ခုမသွားရင်တော့မှကိုယ့်ရဲ့ဒီ daily work မှာ complete မဖြစ်ဘူးလို့ခံစားဒီ level တိဖြစ်သွားတယ်ပြီးတော့နောက်ဆုံးတရားလေးဆုံးလေးလာကြည့်ခါကျတော့ sport အားလုံးကဂျင်းမှာလာစုတယ်ဆိုတော့ဘယ်ဟာပဲလို့ဂျင်းသွားတယ် golf လည်းဂျင်းသွားတယ်ဘလုံးကလည်းဂျင်းသွားတယ်အားကစားပြေးတာလည်းဂျင်းသွားအကုန်လုံးကဂျင်းမှာလာစုဆိုတော့ဟိုဒီကောင်ကကျွန်တော်တို့ကောင်းတဲ့ပြောင်းလဲမှုတစ်ခုဖြစ်သွားအောင်เนาะဒီပွဲလေးဆိုတော့အဲ့မှာပို့ပြီးတော့လည်းဟိုလူကပို့ပြီးတော့ mentally တွေပို့ strong ဖြစ်လာ physically အကုန်လုံးပဲတော်တော် change ဖြစ်သွားတယ်ပြောလို့ရမှာဆိုတော့အားကစားကိုဟိုချို့လူတွေလည်းဒီဟာကိုပြိုင်လို့ရှိရင်ဟိုဒါပြောမဲ့ဒီဂျင်းကိုပို့ဆော့ဖြစ်လာမယ်လို့ထင်တယ်ပေါ့ healthy lifestyle ပဲ healthy lifestyle ဖြစ်တယ်နော်ဆိုတော့အရင်ကောင်းသွား ပေါ်ပါပြီးတော့လေစိတ်ကတော့စိတ်ကပိုင်းစမှာဆုံးကိုယ်အလုပ်မှာအစပျော်ရွှင်တာပေါ့နော်လုပ်လို့ရတာ positive mindset များလာတယ်အရင်ကောင်းတယ်အရင်ကောင်း ကိုကမထော ကို က် ကြီး ခံ နဲ့ train မယ်ကွယ်အဲ့ဆိုကိုကြီးနဲ့ဘောလုံးကန်မယ်နောက်ဆိုကိုကြီးနဲ့ချင်းဆော့မယ်နော်ညဆိုရင်ပါလိမ့်စားတာ လေးလေးကတာတမရဟုတ်တယ်မဟုတ်တော့တာတာပဲ အဲ့လေကြီးတဲမှာတော့လေစိတ်မဆိုးတော့ကျွန်မသစင်းကိုအားအချဆိုဆိုင်းရောက်လာတဲ့အချိန်မှာလုံးဝ cancel delete တယ် နှခါမစင်လား စိတ်ကအရင်ပြတ်သွား ဒီသစင်းတော့ ဟုတ်ဒါပေမဲ့ဟိုညင်းလိုက်တဲ့အချိန်မှာတော့ကိုကဘယ်လိုညင်းစုချင်းဝင်နေတယ်လို့ချိန်ပြီးနေကြ ကိုမလို့ ကိုမလုံးနိုင်လို့ တစင်းလုံးလိုက်မှာနော်တစင်းအဲ့လိုစိတ်
strong ဖြစ်နေတကယ်လို့ မရောက်လေတော့ပေါ်ရတာပေါ့ season 3ကြတယ် ဒီဘုတ်တွေစားကြတယ်ဘယ်နဲ့ကျတော့ပိုပြေးကြတာပေါ့ စီတကယ်လောက်တယ်နော်တကယ် အဲ့ဒါကိုဖြစ်မယ်လေပြောပြမယ်လေစုကြီးဝေးထပ်တိုးပြီးပါ ဟုတ်တယ်နော် ကိုကြီးဆက်ဆောင်ပေးလိုက်ပါ ထပ်တိုးပေးရတယ်လို့ ကိုကြီးဆက်ဆောင်ပေးလိုက်ပါလား ဘာထက်ဆောင်ခိုင်းတာလဲမ ဟုတ် လို့ လို့လေ ကဲအဲ့ဒါဆိုရင်ကျွန်တော်အခုcommunity အစီအစဉ်ကနေပြီးတော့မှကျွန်တော်ဒါ FOB ကပြိုင်ပွဲဝင်2ဦးပေါ့နော်တကယ်ဟိုကြည့်ရတဲ့အခါမှာဘယ်လောက်ထိပင်ပန်းခဲ့ရလဲဘယ်လောက်ထိဒီမှာကိုစိတ်ရောလူရောပင်ပန်းခဲ့ရလဲဆိုတဲ့အကြောင်းအရာလေးသိပြီးပြီဆိုတော့အကယ်၍များ season 3ပေါ့နော်အဲ့ FOB ရဲ့ season 3မှာဝင်ပြိုင်ခြင်းတဲ့သူရှိမယ်ဆိုရင်ဘယ်လိုမျိုးအပေးစကားပြောခြင်းလဲအဲ့ဒါလေးသိချင်ပါတယ် ပြောပြပါ တော်တယ်ချင်းစားဆုံးနေပြီလားတို့လည်းပြောနေတယ်မှာပြီးချင်တယ်လို့ ဘယ်လို motivate ခြင်းလဲပေါ့ အရင်တော့ကျမတို့စိတ်ကူးပန်းပြိုင်နေပြီးပါတော့အဲ့ဒါနော်အခုပေါ်ပဲမူတည်တယ် အခုအဲ့ဒါ motivation ပြ invite လုပ်လိုက်လေတခါ invite လုပ်ပါတယ်လာခဲ့ပါ လောက်ပေးပါလေ900ပေးပါတယ် ဒီက1000ပြည့်900ထပ်တိုးပြီးတယ် 900ထပ်တိုးမှာ ဆိုတော့ဟိုကလေကျွန်တော်ပြောပြချင်တာအကောင်လုံးကလေဟိုအားကစားကိုတော့ပထမဆုံးလိုက်စားတင်တယ်ပေါ့နော်ဆိုတော့ဒီဟာကတော့ကိုတော့ milestone တစ်ခုဖြစ်တယ်ဘယ်ချိန်မှပြန်ပြန်ဒီအသက်အရွယ်မှာပြန်လို့ရှိရင်ငယ်ရွယ်နှုပြမှုနဲ့အကုန်လုံးလုံနိုင်မယ်ပေါ့နော်ပြီးတော့ဟိုဒီရရတဲ့ benefit တွေကလည်းအများကြီးရှိတယ်ဆိုတော့ခုနပြောသလိုဟိုကျွန်တော်တို့lifestyle changes ဖြစ်သွားမယ်ပြီးတော့နောက်ဆုံးဝင်လာရတယ်ဆိုလည်းစုလို့ရမယ်ပေါ့နော်ချွတ်တော်များဆိုရင် fitness level မှာအရန်ကို strong ဖြစ်တဲ့လူတွေရှိတယ်ဒါပေမဲ့ကိုယုံကြည်မှုအားနေတာရှိတယ်မှန်တော့မဟုတ်ကျွန်တော်တို့ဒီ audition မှာဆိုရင်ကောင်းလေးတွေဆိုရင်လာအဲ့လို blend လေးတွေပိန်လေးတွေဒါပေမဲ့လက်ပြိုင်နေဆိုတော့အဲ့လိုလက်ပြိုင်လေးစိတ်တဲ့ကိုကြိုက်တယ်ချို့တွေဆိုရင်ကျွန်တော်တို့ကဒီနှစ်တော့မရအောင်ကြိတ်တယ်ဒါပေမဲ့နောက်နှစ်ရတော့ရအောင်ကြိုးစားမယ်ဆိုတော့စိတ်နဲ့လက်ပြိုင်ကြဆိုတော့ဘာပြော 1 year duration မှာတို့အချိန်ရတယ်ပေါ့နော်ဆိုတော့အနာသာဘာရှိနဲ့ထပ်လာတဲ့ခါကြာလို့ရှိရင်ဒီ season 3မြရလဲ4ဆိုတော့နောက်ပိုင်းကဒီကောင်က FOE က season တွေတော့ရှောက်အများကြီးလာအောင်ပါဆိုတော့ဒီ program ကဟုတ်တယ်နဲ့ Asia ကြီးပါလို့ဒီတွားဖို့ရှိတယ်ဆိုတော့တွားဖို့ရှိရဆိုတာဟိုတကယ်ဟို performance show မဟုတ် reality ဖြစ်တဲ့အတွက်ဟိုလူတွေကလည်းပိုစိတ်ဝင်စားလာကြတယ်ဒါပေမဲ့ဘာပြောဟိုကျမကြီးဟိုလိုက်စားပြီးတော့ဒီကောင်လာဝင်ပြန်ကြည့်ပါကိုယ့်ရဲ့ fitness level test လုပ်ကြည့်ပါဟိုဒီနှစ်မြရလဲနောက်နှစ်ပေါ့နော်ဟိုလူငယ်တွေပို့ပြီးတော့အားပေးတယ်ပေါ့နော်မိန်းကလေးပဲယောက်ျားလေးဖြစ်အတော်များဟိုလာပြန်ကြည့်တယ်လို့ထင်ပါတယ် လူငယ်တွေပိုအားပေးရဆိုဂူတို့ပြိုင်နေတဲ့လူကြီးကိုတွားပြီးခလုတ်တိုက်လိုက်တာဟာ လူကြီးတွေပါလို့လား ပါကြည့်စဲ လူငယ်တွေဆိုရင်ဟဲ့လူငယ်လဲဆိုတော့ ပါတယ်ဂူတို့ပြိုင်နေတယ်မှာဆိုပြောလိုက်အောင်အသက်ကြီးဆိုတာကိုထွန်းကိုထွန်းကအသက်အကြီးဆုံးဟုတ်တယ်44 အရင်လောက်နိုင်တယ်လို့ပြောကြတယ် ဟုတ်တယ်ကိုထွန်းရဲ့ stamina ကကြောက်စရာကြီးပြီးတော့သူကလေ shooting ရှိရင်တော့ gym ကိုရောက်အောင်သွားသေးတယ် gym ဟိုတနေ့ကလည်းအဲ့လိုပဲ shooting ရှိရဲဆိုပြီး gym ကိုရောက်ချတာကိုထွန်းမအေးမြတ်သူလည်းသူ39ရှိပါတယ်ဒါပေမဲ့ လုံနိုင် မထင်ရဘူး 5 round 5 round မင်းမြတ်တော့5 round ကျန်းတယ်သူတော်ကျန်းတယ်အဲ့ကာလာဆိုရင်လည်းကျွန်တော်ဂျင်မှာတူ train ကြတဲ့ခါကျတော့အာလူကလုံးဝ share ကျုံးမယ်ချမယ်ဆိုတော့အဲ့လို monkey bar တွေပါဆိုရင် तू နဲ့ကျွန်တော်နဲ့စဟိုကလောက်တော့ဆိုရင် तू အဲ့တော့ဒီ monkey bar ခေါ်တော့တင်မလို့နိုင်သေးဘူး ဟုတ်တယ် ဒီလိုတစ် round ပေါ့နော်တစ် round လောက်ပဲ तू နိုင်တယ်ပထမတစ်ဝက်လောက်ပဲနောက်ပိုင်းကျတော့ तू နည်းနည်း motivation ပြင်းနဲ့နှစ် round လောက်မသိအသွားပြန်ပြီးလဲပြီးတော့လေဒီကလက်မှာရှိတဲ့အရေးကိုလည်းအကုန်ကွာ ကွာလန် ကုန်ကွာလုံးတဲ့ချိန်မသိဘူး ကျွန်တော်ဆက်ကြည့်ပါလားမ အဲ့လိုသိရင်နာ အမမို့အဲ့လိုလက်အပြည့်နဲ့များအမလက်ညှိုးတစ်ချောင်းနဲ့ တခြားခိုးတာ ကြည့်ကျင်လိုက်တာဆိုရင် ဝစီလေးလို့ပေါ့ နော် အဲ့လိုမျိုးတော်တော်ဟိုဖြစ်ကြတယ်စိတ်တက်လဲ strong ဖြစ်မှာမဟုတ်ရင်လည်း ဟုတ်ကဲ့ ဒီပွဲ အဲ့တော့ကမောင်တန်းဖိတ်ခေါ်ပွားကြီးကိုရော ကူရောအဲ့လိုဖိတ်ခေါ်ကြတယ် ဖိတ်ခေါ်ခြင်းပါရဲ့ဟုတ်ဘယ်လိုမျိုးလဲဆိုဂူးဆိုရင်ဒီအသက်အရွယ်တစ်ခုမှာဒါလေးတော့လှုပ်ဖြစ်သွားတယ်ဆိုတော့ဘယ်လိုပြောမလဲအမှတ်တရလေးတော့ဖြစ်သွားတာပေါ့နော် အတိုင်လေးတစ်ခု အမှတ်တိုင်လေးပေါ့ဟုတ်ဘာဖြစ်လဲဆိုကိုဒီအရွယ်မှမလုပ်ရင်ဒီထက်ကြီးဝိုင်းကူးဆိုရင်မလွယ်တော့တော့လုပ်ဖို့อ่ะဆိုတော့ငယ်တုန်းမှာကိုလုံနိုင်တဲ့အချိန်မှာလှုပ်ချင်တာလေးတွေကိုပေါ့နော်ဒီ fitness ဆိုလဲ fitness ဒီပြိုင်ချင်တာဆိုလဲလာပြိုင်လိုက်နိုင်တာရှုံးတာထားလိုက်အောင်ဒီအရွယ်မှာဒါလေးလှုပ်ဖြစ်သွားတယ်ဆိုတော့မှတ်တိုင်လေးတစ်ခုကအများကြီးကြန့်ရှိနေမှာပေါ့နော်အဲ့အတွက် FOU တော့လာပြီးတော့
ပြိုင်စီခြင်းတဲ့ညီမလေးမောင်လေး ကဲစီစဉ်လေးမှာ ဟုတ်တယ်နော် စုစည်းလေး ဖိတ်ခေါ်လိုက် ဖိတ်ခေါ်လိုက်ပြီနော်ဟုတ်တယ် စီရေးတဲ့တူပြီးတာ တိုးပေးမယ်တဲ့ စီစဉ်တိုးပေးမယ်တဲ့အဲ့ကိုမောင်တန်ပြောတာနော် တက်သိရှိ ရှိရဟုတ်တယ်ကဲကြည့်ပြီးတော့ကိုရီကနားထောင်ပြီးတော့ motivation ရတယ်ဒါပေမဲ့ဆုံးဖြတ်တယ်လုံးဝမပြန်ဘူးအဲ့ဒါကိုလည်းမဖိတ်ပါဘူးကိုလည်းမပြန်စီစဉ်တော့ပြန်တင်တယ်မအားပေးတယ် ဟိုစားကျင်တာတောက်ကျင်တာတွေကပဲမျက်လုံးထဲမှာမြင်အောင်နေမှာအဲ့ဒါစားကြတယ်လေငရဲကြသူဖြစ်နေမှာမဖြစ်ပါဘူးလား လေးစားပါတယ်ပြိုင်ထားတယ်သူ နော် တော်တယ်အရင် ဟဲ့ ကဲအဲ့ဆိုရင်အဲ့လိုမျိုး strong ဖြစ်နေတဲ့သူနှစ်ဦးနဲ့တူစင်တော့ game ဆော့မှာဖြစ်ပါတယ် ဟဲ့ အရှုံးရင်တော့ဂျုံရုံကီမီကောက်ထောင်ထားတယ် ဒီမီတော့တောင် အဲ့ တော့ ဒါယူကျဲနေပါ ကျမတို့ရှုံးလဲကျမတို့ရှုံးလဲကိုကြီးပဲထောင်ပါမယ်သမီးတို့နိုင်လဲကိုကြီးပဲထောင်ပါမယ် ကဲအဲ့တော့ game season လေးရှိဖို့မှာပါပြည်သက်တွေအားပေးကြပါအောင်ရှင်